အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာငှက်ပြောသည့်ကိတ်မုံလေးလှုပ်ရှားဖြစ်တဲ့အတွက်ကြောင့်မလို့လုံနည်းလေးကိုမျှဝေပေးထားပါမယ်ရှင်ငှက်ပြောသည့်ကတော့10လုံးအသုံးပြုထားပါတယ်ရှင်ငှက်ပြောသည့်လေးတွေကိုခြေအောင်ခြေပြီးသွားပြီဆိုလို့ရှိရင်ကြက်ဥကိုစထည့်ပါမယ်ကြက်ဥကတော့4လုံးအသုံးပြုထားပါတယ်ရှင်ကြက်ဥနဲ့ငှက်ပြောသည့်ကိုတိကျလေးနှမ်းဆက်အောင်အရင်ဆုံးမွေပါမယ်ရှင်နောက်ထပ်ဂျုံရယ်ထောပတ်စီရယ်ကြားရယ်နိုးစီရယ်ထည့်ပြီးတော့နှက်ဆက်သွားအောင်မှွေပေးပါမယ်ရှင်အသုံးပြုမယ်ဘိုးရဲကိုထောပတ်စီလေးထည့်ပါမယ်ထောပတ်စီလေးကိုနှံ့အောင်တုပ်ပေးသွားပြီဆိုလို့ရှိရင်တော့စောနာကတိချာလေးမှွေထားတဲ့မုန့်နှစ်လေးကိုထည့်ပါမယ်ရှင်ပြီးသွားရင်တော့ပေါင်းအိုးလေးကိုအသုံးပြုပြီးတော့မုံလေးကိုစတင်ဖုတ်ပါမယ်ရှင်မုံသားလေးအတွင်းနဲ့ထိကြမ်းချက်ကိုခင်းလေးနဲ့ထိုးပြီးတော့စစ်ကြည့်ပါမယ်ရှင်အခုဆိုရင်တော့ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အရန်စားလို့ကောင်းတဲ့ငှက်ပြောသည့်ကိတ်မုံလေးရပြီဖြစ်ပါရဲ့ရှင်လုံနည်းလေးကရိုးရှင်းပြီးလွယ်ကူတာမို့လို့လိုက်လောက်စားကြည့်ဖို့မမင်းနဲ့တော့အဆုံးထိကြည့်ပေးလို့ကျေးဇူးပါနောက် vlog တွေမှာပြန်တွေ့ပါမယ်ရှင်